ဒါလည်းချီကဟိုကိုကြီးသလောက်မညီပဲနဲ့နော်ဟိုတစ်ဖက်ကလာပြီးတစ်ဖက်ကမလာဒါမှဘေးချီကမလာဘူးနော်အဲ့ဒါဆိုရင်ကျွန်တော်ဒီအရင်ချီထိုးမှန်ထိုးလိုက်ပေါ့ချီထိုးမှန်ဖို့တော့ကကျွန်တော်ဘယ်လိုလုပ်ပေးရမလဲဆိုရင်ချီထိုးမှန်ဖို့အတွက်ကျတော့ကျွန်တော်တို့ဟောပေါ့နော်ကျွန်တော် Facebook ကိုထဲမှာအခမဲ့စပစ်မြန်လားဆိုပြီးတော့မှတင်ပေးတာဒါဆိုချီတိုနီအမှန်ဆိုရဟာရှိရနော်အဲ့ချီတိုနီအတိုင်းကြီးထိုးလိုက်ပေါ့နော်ဘာလို့ဆိုရင်တခြားသူတွေထိုးပြတဲ့ချီတိုနီကမားတယ်လို့ရတော့မဟုတ်ဘူးနော်မားလားဆိုလည်းမမားဘူးမှန်လားဆိုလည်းမမားဘူးနော်အမှန်တမှန်မမတမားလေးတွေပေါ့နော်သူတို့ဟာလိုအပ်ချက်လေးနဲ့ဆိုရလေအဲ့တော့စက်တိုင်းနဲ့မလျော်ညီဘူးပေါ့နော်ဆိုတော့စက်တိုင်းနဲ့မလျော်ညီဟိုစက်တိုင်းနဲ့မလိုက်ဖြော်ဘူးပေါ့သူတို့ဒီဥမာဒီတစ်ဆက်မှာဒီချီထိုးနီးနဲ့ထိုးလိုက်လို့နောက်တစ်ဆက်မှာကျွန်တော်ဒီဆက်မှာထိုးတဲ့ချီထိုးနီးတိုင်းသွားထိုးမှဆိုရင်ချီရမလှနိုင်ဘူးပေါ့နော်တစ်ဆက်နဲ့တစ်ဆက်ရဲ့ဒီအဓိကတော့ဘာလဲဆိုတော့ဒီကျွန်တော်ဝါရီပေါ့နော်တန်ရှင်းဒီစပရိန်လေးရဲ့ PR short တင်းနေပြီးရင်ဒီကောင်လေးတောင်ချောမှုနှစ်ခုရဲ့တောင်ချောမှုပေါ်အားတွေပေါ့နော်ဒီ PR မှာသူချီကိုဒီနှစ်ဖက်ညက်ပြီးဆွဲရပေါ့နော်ချီနှစ်ဖက်ညက်ပြီးဆွဲတဲ့အခါမှာတင်းတင်းလေးဖိထားလားဖော့လေးဖိထားလားမယောမတင်းလေးဖိထားလားပေါ့နော်အဲ့ PR ပြီးရင်ကျွန်တော်ချီသွားလာဖြောင်ပြမှုမရှိဒါတွေကနေပြီးတော့ကျွန်တော်အနုစိတ်တယ်ပေါ့နော်အဲ့အနုစိတ်သားကြီးတွေကိုကျွန်တော်ကြေကျုံရှင်းပြနေမဖြစ်နေဘူးပေါ့နော်နားမလဲပြီးပို့ပြီးတော့နားမလဲအောင်လည်းဖြစ်လိမ့်မယ်ပေါ့နော်ပို့ပြီးရှုပ်ထွေးသွားလိမ့်ဆိုတော့နားလဲအောင်လည်းကျွန်တော်ဖြစ်တဲ့ဟာကိုကျွန်တော်တက်လို့ရနိုင်မယ်လို့ဆမျိုးပေါ့အဲ့တော့ကျွန်တော်ချီတိုးတဲ့ဟာကျွန်တော်တင်ပေးတဲ့ချီတိုးနေတိုင်းထိုးလိုက်ပြီပေါ့နော်ထိုးပြီးတော့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်အဓိကပြောချင်တယ်ဒီဖုံးရှိတော့ဘာလဲဆိုတော့ဒီကောင်းမှာကျွန်တော်ဒီမှာနော်ကျွန်တော်ပုံမှန်ချီထိုးနေကြဆိုရင်ကျွန်တော်ဒီကနေလာတယ်ကိုဒီတိုင်းလေးပဲကျွန်တော်တင်ပြထားတဲ့ဗီဒီယိုဖိုင်မှာဒီတိုင်းလေးပဲထိုးနေတယ်ပေါ့နော်ဒီကောင်းကလည်းကျွန်တော်ဖောက်ဆက်ပြီးလောက်ထားလို့တိုးနေလို့ပေါ့နော်ဒီအကောင်လေးဒီနေရာမှာကျွန်တော်တို့ဒါကြတယ်ကျွန်တော်ဟောပေါ့နော် W ပုံစံမျိုးသွားကြပါနော် W ပုံစံမျိုးသွားကြပါနော်ဒီနေရာမှာကျွန်တော်တို့ဒီအခုလက်ရှိကိုယ်ဆက်ကမလာဘူးချီမလာဘူးပေါ့နော်ထိုးထားတယ်မှန်တယ်ပေါ့နော်ဒီနေရာလေးထိုးထားတယ်ဒီနေရာမှာဒီလိုမျိုးလေးထိုးထားပါနော်ဒီလိုမျိုးထိုးထားပြီးမှချီရမလာဘူးချီချော်တင်းချိန်နဲ့ရောလေးထားလည်းမလာဘူးတင်းတင်းလေးချိန်လည်းမလာဘူးဆိုရင်ကျွန်တော်ဒီကောင်ပုံစံလေးပြောင်းပေးပါနော်ကိုယ်ဆက်နဲ့လိုက်ဖက်မဲ့ဟာမျိုးပြောင်းပေးရအဲ့တော့ချီတိုးနီးအမှန်တော့ဒီတိုင်းပဲနော်ဒါပေမဲ့ကိုယ်ဆက်မှာအဆင်မပြေဘူးဆိုရင်တော့ဒီဟာချီတိုးနီးအမှန်လို့သတ်မှတ်လို့မရဘူးပေါ့နော်ကိုယ်ဆက်တော့အဆင်မပြေတဲ့ဟာဆိုရင်ကျွန်တော်တို့ဒီကောင်ကိုဒီတိုင်းလာနေတဲ့ဟာကိုကျွန်တော်ရိုက်မလာပဲနဲ့ဒီဂျိတ်ကဟာကိုရင်ဖြုတ်လိုက်မယ်ပေါ့နော်ဂျိတ်ကဟာကိုဖြုတ်လိုက်ရင်ကျွန်တော်ဒီတိုင်းဖြစ်သွားတယ်ဒီရှေ့ကတော့ထိုးပြတူပဲနော်ဒီနေရာလေးမှာပဲဖြစ်သွားအဲ့တော့ဒီကောင်ကိုကျွန်တော်ဒီအလဲကနေမတက်တော့ပဲနဲ့ဒီကောင်ကိုကျွန်တော်ဒီတိုင်းလာလို့ရတယ်နော်အဲ့တိုင်းလာလို့ရအဲ့ဒါလာရင်ဒီကတော့ကျွန်တော်ဒါပြက်လောက်ထားတဲ့ဟာမျိုးနဲ့ကြည့်ရတယ်နည်းစိုးနေနော်အဖြစ်ပေါ့နော်ပြောပြကျွန်တော်တက်ထားဒီကောင်လေးမှာじゃသူကဒီခြေရတဲ့ဒီဘက်ကလာပြီနော်ဒီပုံစံနန်းလေးလာဒါပြီးတော့မှဒီကောင်လာတယ်ဒီဂျိတ်ကိုချိတ်တယ်ချိတ်ပြီးတော့မှဒီဂျိတ်နှစ်ခုကိုချိတ်ပြီးတော့ဒီအပေါ်ကိုတက်သွားတယ်ပေါ့နော်ဒီအပေါ်လုံးကိုထိုးတယ်အဲ့လိုမျိုးလေးသွားထားတယ်ပေါ့နော်အဲ့လိုမျိုးလေးသွားထားတဲ့အနေအထားမျိုးနဲ့ကျွန်တော်ချီထိုးပြလိုက်ပေါ့နော်အဲ့တော့လက်ရှိကျွန်တော်ဆုံးတော့ဟိုပါ W ပုံစံမျိုးထိုးထားရဆိုရင်ဒီဂျိတ်ကလေးဟာကိုဖြုတ်ပြီးတော့ဒီဖြုတ်ပြီးလိုက်ရင်ဖြုတ်ပြီးဆိုရင်ဒီကထွက်တဲ့ချီကိုဒီဂျိတ်ကိုတစ်ခါလမ်းချိတ်လိုက်ပေါ့နော်ချိတ်လိုက်ရင်ကျွန်တော်ရပါတယ်နော်အဲ့ဒီပုံစံလေးရပါတယ်အဲ့ဒီပုံစံလေးရပြီးတော့ကျွန်တော်ချုပ်ကြည့်လိုက်ပေါ့နော်ချုပ်ပြီးတော့ဒီမှာဒီကောင်အဲ့လိုပဲဟိုကရောအစုံအနေထားနဲ့တစ်ခါချုပ်ကြည့်မယ်ပြီးရင်မယောမတင်းနေထားအရောဆုံးနေထားတွေမယောမတင်းနေထားတွေဘယ်လိုလဲဆိုရင်ဒီမှာကျွန်တော်ဒီမှာနော်ဒီမှာသူ့မှာစပရင်ပါဒီကောင်ဆိုရင်ကျွန်တော်လုံးရှော့လိုက်မယ်ဆိုရင်ဒီမှာစပရင်မားလို့ရတယ်နော်ဟိုအောက်ကဟာတွေလုံးရော့သွားတယ်နော်အဲ့နေထားမျိုးကဒါကြတော့ဟိုကအရှိလည်းမမီနောက်လည်းမမီဘူးနော်ဒီမှာဒီကောင်တော့ PR မရှိတော့ဒီဘောကကြက်ထားတဲ့ဟာရဲ့လောက်ဆောင်မှုမရှိတော့ဘူးနော်ကြက်ထားတဲ့ဟာရဲ့လောက်ဆောင်မှုလေးကနန်းငယ်လေးပေါ့နော်ဒီမှာပြန်တော့စပရင်ကို
ဖိထားအောင်လို့အနေထားလို့အဲ့ဒါဆိုရင်ကျွန်တော်ဒါအရောဆုံးအနေထားလို့ခေါ်ရနော်အဲ့ဒါသိဖို့လို့ကျွန်တော်ဒီရှေ့ကနေခြေကိုဆွဲကြည့်လိုက်ပြီးရနော်ခြေကနေဆွဲကြည့်လိုက်ရင်ခြေကရော့လေးပဲပါတယ်ပေါ့နော်သူကဒီကောင်ဒီလွန်းရဒီဘေးကလွန်းရအဲ့နှစ်ခုအတူတူပဲထားပြရဒီအရှေ့ကတော့တော်တော်ရောမှကြိုက်တယ်ပေါ့နော်တင်းလီခြေကမလားလေးဆွဲဆူလေးပဲနော်အရောကြီးထားရင်လည်းမရဘူးအရောကြီးထားရင်လည်းခြေကဖွာထွက်နေတယ်ပေါ့နော်အဲ့တော့မရောမတင်းနေထားဆိုတာဒီလိုစပရင်လေးကိုမှားကြည့်လိုက်ရင်ကျွန်တော်တိတ်မဖြစ်မဲ့အနေထားပေါ့နော်မလွတ်တော့မဲ့အနေထားဟိုရှေ့လဲမလွတ်နောင်လဲမလွတ်တဲ့အနေထားပေါ့နော်ရှေ့လဲမလွတ်နောင်လဲမလွတ်တဲ့အနေထားကိုကျွန်တော်ရောဆုံးပုံစံလို့ခေါ်တယ်နော်အချို့ကျရောဆုံးပုံစံဆိုတာဒီလှည့်တဲ့ဟာကိုဒီဘက်အဆုံးထိလှည့်တာကိုရောဆုံးပုံစံလို့ထင်နေကြနော်တကယ်တော့မဟုတ်ဒါပေမဲ့ဒီမှာကိုတက်ထားတဲ့စပရင်ကလည်းမူတည်သေးတယ်ကိုတက်ထားတဲ့စပရင်တားရှည်နေတဲ့စပရင်မျိုးဆိုရင်တော့ကျွန်တော်ဒီဟာနဲ့အကြောင်းမလို့ကျွန်တော်စပရင်ကိုပဲကြည့်ရမှာပေါ့နော်စပရင်ကိုရှေ့ဒီအပြားနဲ့အရှေ့လည်းမလွတ်ပြီးရင်ဒီတက်တဲ့ဟာနဲ့အနောက်လည်းမလွတ်ပေါ့နော်ရှေ့မလွတ်နောက်မလွတ်ပုံစံမျိုးလေးထိအောင်လောင်းနေထားလေးမျိုးလေးကိုအရောဆုံးလို့သတ်မှတ်ရမယ်နော်ဒီကောင်သွားပြီးကြည့်လို့မရတော့ဘာလို့ဆိုရင်ဒီစပရင်ရဲ့အတူရှည်ကကွာလေးရဖြစ်တဲ့ကြောင့်ပေါ့နော်အဲ့လိုအရောဆုံးနေထားလေးထားပြရမယ်နော်ဒီစပရင်10မိနစ်နောက်မလို့နေထားပြီးထားပြရမယ်ဒီအပေါ်ဆုံးအဲ့ရဲ့ခြေကတော့ကျွန်တော်တို့ဝမ်းပြရဘူးပေါ့နော်ဟိုစီစီနေထားလေးထားပြရမယ်နော်ခြေကိုလက်နဲ့ဆွဲခြင်းခြေစီနေထားတယ်ခြေကိုလက်နဲ့ဆွဲကြည့်ဖို့ဒါတော့ကျွန်တော်ဘယ်လိုဆွဲကြည့်ရမလဲဆိုရင်ဒီအက်ကိုခြေမထိုးခင်မှာပေါ့နော်ဒီနားလေးရပဲဆွဲကြည့်ဘာလို့ဆိုရင်အနောက်ကဆွဲတာတော့အရှေ့ရတော့ဆွဲရတော့ဆိုရင်ဒီအရိပ်မျိုးကျိုးသွားမှာဆိုလို့အကြောင်းအနာမဆွဲနဲ့လို့ပြောပါနော်ဒီနားလေးရပဲဆွဲလိုက်ပေါ့ခြေထိုးပြီးတော့နားဆွဲကြည့်လိုက်ရင်သူကဒီ short တင်းနဲ့ဒီကောင်တန်းထားလားကြောထားလားဆိုအနေထားလေးရှိရပေါ့နော်ဒီကောင်ကျတော့စီစီလေးပေါ့ခြေလက်နဲ့ဆွဲကြည့်လိုက်ရင်ခြေလေးရှော့ရှူနဲ့လည်းပါမယ်ပြီးရင်ရော့ရပဲလည်းမဟုတ်တင်းလည်းပဲလည်းမဟုတ်စီစီလေးပေါ့နော်ဆွဲကြည့်လိုက်စီစီနေထားလေးအဲ့ဒီထားလေးဖြစ်အောင်ဒီကောင်လေးကို short တင်းချင်အောင်အဲ့ဒါဒီကောင်ရဲ့လှုပ်ဆောင်မှုဒီကောင်ရဲ့လှုပ်ဆောင်မှုကျတော့ခြေလက်နဲ့ဆွဲကြည့်လိုက်ရင်စီစီလေးမဟုတ်ဘဲနဲ့ရော့တဲ့ဘက်ကိုသွားရမယ်နော်ဒီဘက်ဘေးကဟာလည်းဒီအရှိကနေတူပဲကျွန်တော်ထားပေးရမယ်အဲ့ဒီထားလေးဆိုရင်ကျွန်တော်ခြေ short တင်းဒီတိုင်ချိန်စရာမလိုတော့ခြေလက်လောက်ပါလေးထွက်တယ်နော်ဘယ်ဓာတ်စက်မဆိုအတိုင်လေးပဲသွားမယ်နော်အထက်ကတော့ဒီနားလေးမှာကျွန်တော်တို့ဒီ W နဲ့မရဘူးဆိုရင်ကျွန်တော်ဒီဓာတ်ရိုက်လေးသွားမယ်နော်ဒီဟိုကောက်ကိုရင်ဒီကထွက်တဲ့ဟာကောက်ကိုရင်ချိတ်ကောက်ကိုရင်ချိတ်ပေါ့နော်ဒီကောက်ကိုချိန်ပြီးမှဒီနှစ်ခုကိုဟိုချိတ်ပြီးမှဒီလုံးနှစ်ခုသွားပါနော်ဒီကထွက်တဲ့ဟာလုံးကိုသွားမယ်ပေါ့နော်ဒီကဒီညာလေးပဲနော်စက်တိုင်းလို့ဒီနားလေးမှာပြဿနာဖြစ်ကြရပေါ့ဒီဟိုကျွန်တော်တင်မိတာရဲ့ပုံစံမျိုးနဲ့မကိုက်ကြလေးရှိရပေါ့နော်ကျွန်တော်လက်ဆက်လိုက်ပြနေသူဆိုဒီကိုထိုးဒီညမှာကျွန်တော် W ပုံစံမျိုးလေးပဲပုံစံထားပြီးတော့ချုပ်ဆိုပြောရင်ဟိုမှာကြချီကလုံးမလာမကိုက်တဲ့ဟာရှိရပေါ့နော်အဲချီတိုနီနဲ့အိုက်ဆန်နဲ့မလိုက်တဲ့ဟာရှိရအဲကြောင့်မလို့ချီတိုနီမှာတော့အဲကျွန်တော်တင်မိထားတဲ့အဲဘရူရဲ့အတိုင်းပဲချီတိုနီအမှန်ပေါ့နော်သူတို့သတ်မှတ်ထားတဲ့စက်ရုံမှာသတ်မှတ်ထားတဲ့ချီတိုနီပေါ့ဒီဆက်ထုတ်တဲ့စက်ရုံတွေမှာပေါ့နော်ဒါပေမဲ့ဟိုသူတို့သတ်မှတ်ထားတဲ့အတိုင်းသွားဖို့မလိုဘူးကိုယ်အဆင်ပြေမဲ့နီလန်းကိုရွေးချယ်ဖို့ပဲလိုရပေါ့နော်